Hello မင်္ဂလာပါနေ့စဉ်သောအင်္ဂလိပ်စာကြောင်းတရားကိုကျမနဲ့အတူမိနစ်ပိုင်းအတွင်းအလွတ်ရအောင်လေ့ကျင့်ခြင်းပါသလားအင်္ဂလိပ်စာစကားပြောကောင်းကောင်းပြောဆိုနိုင်ဖို့ဆိုတာ daily routine ကိုအရင်ပြောတတ်ဖို့လိုအပ်ပါတယ်ဒီနေ့ဗီဒီယိုမှာမနက်မိုးလင်းကနေညအိပ်ရာဝင်အထိမရှိမဖြစ်သိထားရမယ့် basic sentences တရားကိုအတန်တွက်မှန်မှန်နဲ့မြန်မာပြန်ပါတစ်ခါလေးလေ့လာကြမယ်အဆုံးထိကြည့်ပြီးလိုက်ဆိုကြည့်ရအောင်နော် I wake up early I ငါက wake up နိုးတယ် early စောစော I wake up early I wake up early I wake up early wake နဲ့ up ကိုကျမတို့က link ချိတ်ဖတ်လို့ရှိရင် wake up ဆိုတဲ့အတန်ရပါတယ် wake up wake up I wake up early Okay နောက်တစ်ခုက I open my eyes Okay I ငါက open ဖွင့်လိုက်တယ် my eyes ငါရဲ့မျက်လုံးတွေကိုဖွင့်လိုက်တယ်ငါကငါရဲ့မျက်လုံးတွေကိုဖွင့်လိုက်တယ် I open my eyes I open my eyes I open my eyes I turn off my alarm I ငါက turn off ပိတ်လိုက်တယ် turn on ငါဖွင့်သည် turn off ကပိတ်သည်ပါ my alarm ငါရဲ့နှိုးဆက်ကိုကျမရဲ့နှိုးဆက်ကိုပိတ်လိုက်တယ်เนาะငါကငါရဲ့နှိုးဆက်ကိုပိတ်လိုက်တယ် I turn off my alarm turn off turn off ကိုကျမတို့က link ချိတ်ဖတ်လို့ရှိရင် turn off ဆိုတဲ့အတန်ရပါတယ် I turn off my alarm I turn off my alarm I turn off my alarm I got out of bed I ငါက got out ထလိုက်တယ် of bed เนาะအဲ့ရကနေပြီးတော့ထလိုက်တယ်Okay เนาะ I got out of bed get out of Okay เนาะ get out of ကို link ချိတ်ပြီးတော့ဖတ်လို့ရှိရင် get out of ဆိုတဲ့အတန်ထွက်ပါတယ်ရှင် I got out of bed I got out of bed I got out of bed I stretch my body I ကျွန်တော်ငါကကျမက stretch ဆန့်လိုက်တယ် my body เนาะငါရဲ့ခန္ဓာကိုယ်ဆိုသူအကျော်ဆန့်နေလို့ပြောတာเนาะအဲ့ရထားတဲ့အချိန်မှာအကျော်ဆန့်နေတန်းပြီးတော့ကျွန်တော်အကျော်ဆန့်နေเนาะလက်တွေကိုတန်းပြီးတော့အဲ့လိုမျိုးအကျော်ဆန့်တာကို stretch my body လို့ခေါ်ပါတယ် body ကိုကျမတို့က body လို့မဖတ်ပါဘူး body I stretch my body I stretch my body ကျမကအကျော်ဆန့်နေI make my bed I ငါက make ပြုလုပ်တယ် my bed ငါရဲ့အိပ်ယာကိုအဲ့တော့ make my bed ကအိပ်ယာကိုပြုလုပ်တယ်ဆိုတာထက်အိပ်ယာသိမ်းတာကိုပြောတာပါ I make my bed ကျမကအိပ်ယာသိမ်းတယ် I make my bed I make my bed I make my bed I go to the bathroom I เนาะကျမကgo to သွားတယ်ဘယ်ကိုလဲ the bathroom ရေချိုးခန်းထဲကိုသွားတယ်ကျမကရေချိုးခန်းထဲကိုသွားတယ် I go to the bathroom I go to the bathroom I go to the bathroom I wash my face I ကျမက wash ဒီမှာကတော့ wash ကဆေးကြောတယ်ဆိုတာတဲ့ my face เนาะငါရဲ့မျက်နှာကိုဆေးကြောတယ်ဆိုတာတဲ့เนาะကျမမျက်နှာကိုတက်တယ်ကျမမျက်နှာတက်တယ်လို့ပြောတာပါ I wash my face ကျမမျက်နှာတက်တယ် I wash my face I wash my face I wash my face I brush my teeth I เนาะကျမက brush my teeth သွားတိုက်တယ် Okay เนาะ I brush my teeth I brush my teeth I brush my teeth I take a shower I ကျမက take a shower က the phrase လေးပါ take ကယူသည်เนาะ a shower ကရေပန်းအဲ့လိုသုံးလို့မရဘူး take a shower သုံးခုပေါင်းလို့ရှိရင်ရေချိုးတဲ့အဓိပ္ပာယ်ပါ Okay အဲ့ဒါကမှ take a shower ကရေပန်းနဲ့ရေချိုးတာကိုပြောတာ take a bath ဆိုလို့ရှိရင်စလုံးနဲ့เนาะဒီခွက်နဲ့ချိုးတာမျိုးပြီးလို့ရှိရင်เนาะဒီရေစလုံးထဲမှာဆင်းပြီးတော့ချိုးတာမျိုးအဲ့ဆိုရှင် take a bath ရေပန်းနဲ့ချိုးတာဒီမှာကသူကရေပန်းနဲ့ချိုးတဲ့အတွက်ကြောင့် take a shower shower နဲ့သုံးထားပါတယ် I take a shower ကျမရေချိုးတယ် I take a shower I take a shower I take a shower take a shower ဆိုပြီးတော့ link ချိတ်ရပါတယ်ရှင် I dry my hair I ငါက dry เนาะအချောက်ခံနေ my hair เนาะငါရဲ့ spin တွေကိုเนาะငါရဲ့ spin တွေကိုเนาะကျမရဲ့ spin တွေကိုချောက်ခံနေငါကငါရဲ့ spin တွေကိုချောက်ခံနေတူတူပါပဲ I dry my hair I dry my hair
I dry my hair နောက်တစ်ခု I comb my hair I ကျမကငါကတူတူပဲเนาะငါပဲဖြစ်ကျမပဲဖြစ်တူတူပါပဲ I ကျမက comb ဖြီးတယ် my hair เนาะကျမရဲ့စပင်ကိုအဲ့တော့ငါကเนาะကျမရဲ့စပင်ကိုဖြီးတယ်ကျမခေါင်းဖြီးတယ်လို့ပြောတာเนาะကျမစပင်ဖြီးတယ်ကျမခေါင်းဖြီးတယ် I comb my hair I comb my hair I comb my hair I put on lotion I ကျမက put on ငါဒီမှာလိမ့်တာကိုပြောတာ lotion လိမ့်တာကိုပြောတာเนาะ I put on lotion ကျမက lotion လိမ့်တယ် I put on put နဲ့ on ကိုလေးချိတ်ဖတ်လို့ရှိရင် put on ဆိုပြီးတော့ရပါတယ် I put on lotion I put on lotion put on I put on lotion I got dressed I ကျမက got dressed phrase လေးပါเนาะ phrase အတွဲလေးပါ get dressed ကအဝတ်စားလဲတာကိုပြောတာပါ I ကျမက get dressed เนาะအဝတ်စားလဲတယ် I get dressed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  I choose my outfit I ကျမက choose ရွေးချယ်တယ် my outfit เนาะကျမနဲ့ဒီเนาะကျမဝတ်မဲ့အဝတ်အစားကို choose ရွေးချယ်တယ်เนาะကျမကကျမဝတ်မဲ့အဝတ်အစားကိုရွေးချယ်တယ် I choose my outfit I choose my outfit I choose my outfit I wear my watch I wear က whistle နဲ့ my watch နိုင်เนาะmy watch ဆိုကျမရဲ့နိုင်ဆို whistle နဲ့ဆိုနိုင်ပတ်တယ်လို့ပဲပြောတယ်ဒါပေမဲ့ verb သုံးရင်ကြတော့နိုင်ပတ်တယ်ဆိုတဲ့เนาะ verb မရှိဘူး wa ရ wear ကိုပဲသုံးရပါတယ် I wear my watch ကျမကနိုင်ပတ်တယ် I wear my watch I wear my watch I wear my watch I go to the kitchen I ကျမက go to သွားတယ်ဘယ်ကိုလဲ the kitchen မိဖို့ကြောင့်နဲ့ကိုသွားတယ်တဲ့ကျမကမိဖို့ကြောင့်နဲ့ကိုသွားတယ် I go to the kitchen I go to the kitchen I go to the kitchen I drink a glass of water I ကျမက drink တောက်တယ် a glass of water ရေတစ်ခွက်တောက်တယ်ကျမကရေတစ်ခွက်တောက်တယ်လို့ပြောတာပါ I drink a glass of water I drink a glass of water I drink a glass of water I make coffee I ငါက make ကဒီမှာပြုလုပ်တာမဟုတ်ပါဘူး coffee ဆိုတော့နောက်က coffee ဆိုတော့ကျတော့ဖြော်တဲ့အဲ့တော့ coffee ဖြော်တယ်ပဲရမယ်နော် coffee ပြုလုပ်တယ်ဆိုတာတဲ့အဲ့တော့ဖြော်တဲ့ bus လို့မရှိဘူး coffee ဖြော်တာအသီးတွေဖြော်တာဆိုကျမတို့က make ကိုပဲသုံးရတယ် make coffee ဖြော်တယ် I make coffee ကျမက coffee ဖြော်တယ် I make coffee I make coffee I make coffee I cook breakfast not breakfast not breakfast မဟုတ်ပါဘူး breakfast okay I ကျမက cook ချက်ပြုတ်တယ် breakfast မနက်စာချက်ပြုတ်တယ်ကျမကမနက်စာချက်ပြုတ်တယ်တဲ့ I cook breakfast I cook breakfast I cook breakfast I eat breakfast I ကျမက eat စားတယ် breakfast မနက်စာစားတယ် I eat breakfast I eat breakfast I eat breakfast I feed my cat I feed my cat I ကျမက feed ကကျွေးတာအစာကျွေးတာ my cat ငါရဲ့ကြောင်ကိုကျမရဲ့ကြောင်လေးကိုအဲ့တော့ I feed my cat ကျမကကျမရဲ့ကြောင်လေးကိုအစာကျွေးတယ် I feed my cat I feed my cat I feed my cat I wash the dishes I ကျမက wash စေကြောပါတယ် the dishes ပကံတွေကို okay ပကံကတစ်ချက်တည်းမဟုတ်အများကြီးအဲ့တော့ I wash the dishes ကျမပကံစေးတယ် I wash the dishes I wash the dishes I wash the dishes I check my phone I ကျမက check စစ်ဆေးပါတယ် my phone ကျမရဲ့ဖုန်းကို okay နော်ဖုန်းထဲမှာ message ပို့ထားလားဖုန်းခေါ်ထားလားသူ့ရဲ့ဖုန်းကိုစစ်တာပါ I check my phone I check my phone okay I read the news I ကျမက read ဖတ်ပါတယ် the news သတင်းစာဖတ်တယ်ကျမကသတင်းစာဖတ်တယ် I read the news I read the news I pack my bag I ကျမက pack နော် pack pack ကဒီမှာပြင်တာကိုပြောတာနော်
my bag ကျမရဲ့လွယ်အိတ်ကိုတော့ကျမဒီနော်အလုပ်သွားလို့ရှိရင်အလုပ်သွားတဲ့အိတ်ကိုပြင်နေကျောင်းသွားလို့ရှိရင်သူ့ရဲ့ကျောင်းသွားတဲ့အိတ်ကိုပြင်နေအဲဆိုတော့ I pack my bag ကျမရဲ့အိတ်ကိုပြင်နေ I pack my bag ကျမရဲ့အိတ်တွေကိုပြင်နေ I put on my shoes Okay ဖက်စီးတာကို put on သုံးရတယ် put နဲ့ on ကို link ချိတ်ဖက်လို့ရှင် put on လို့ဖတ်ပါတယ် t ရဲ့ရှေ့မှာ u t ရဲ့နောက်မှာ o အဲ့တော့ u နဲ့ o ဆိုတာက a e i o u vowel တရဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ vowel တရနှစ်ခုရဲ့ကြားထဲမှာ t လေးရှိလို့ရှင်ကျမတို့ကအဲ့ဒီ t ကအတန်ပြောင်းပြီးတော့ d တန်ထွက်ရတယ်ဒါ on ဆိုတော့ don ဖြစ်မယ် put on မဟုတ်ပါဘူး put onကျမက put on စီးတယ် my shoes เนาะကျမရဲ့ဖက်တွေကိုကျမဖက်စီးရလို့ပြောတာပါကျမဖက်စီးတယ်တဲ့ I put on my shoes I put on my shoes I take my keys ကျမက take ယူတယ် my keys ကျမရဲ့တော်တွေကို I take my keys I lock the door ကျမက lock တကားပိတ်တယ် the door နော် lock ကပိတ်တယ် lock ပိတ်တယ် the door တကားပေါက် Okay I lock the door ဆိုကျမကနော်တကားပေါက်ပိတ်တယ် I lock the door I leave the house Okay ကျမက leave ထွက်လာတယ် the house အိမ်ကနေပြီးတော့ထွက်လာတယ် I leave the house I walk to the bus stop Okay ကျမက walk လမ်းလျှောက်တယ် to the bus stop Okay နော် bus stop bus ကမှတ်တိုင်ကိုနော်လမ်းလျှောက်တယ်ကားဂိတ်ကိုလမ်းလျှောက်တယ်အတူတူပါပဲ I walk to the bus stop ကျမကကားဂိတ်ကိုလမ်းလျှောက်သွားတယ်နော် bus ကားဂိတ်ကိုလမ်းလျှောက်သွားတယ် I walk to the bus stop stop မဟုတ်ပါဘူး stop I walk to the bus stop I wait for the bus ကျမက wait for စောင့်ပါတယ် the bus ကစောင့်နေတဲ့ကျမက bus ကစောင့်တယ် I wait for the bus I take the bus ကျမက take ဒီမှာ take the bus က bus ကားကိုနော် take ကယူတယ် the bus ကအဲ့လိုမျိုးတွေးလို့မရပါဘူး Okay now take the bus ကသူက phrase အတွဲလေးဖြစ်တယ်သုံးခုပေါင်းမှအဓိပ္ပာယ်တစ်ခုတည်းပဲ take the bus ဆိုတာက bus ကစီးတာကိုပြောတာပါ I take the bus I drive my car ကျမက drive မောင်းနေ my car ကျမရဲ့ကားကို Okay နော်ကားစီးပြီးသွားရလို့ဆိုရှင် I drive my car နော်သူကနော် bus ကားစီးရဆိုရှင် I take the bus နော်မတူပါဘူးနော် Okay ဒါကကားကကြတော့ကိုယ်တိုင်မောင်းတာဖြစ်တဲ့အတွက်ကြောင့်နော်ကိုယ်တိုင်နော်ရှေ့မှာထိုင်ပြီးတော့မောင်းနေဆိုကျမတို့က drive ကိုသုံးရပါတယ် I drive my car ကျမကားမောင်းတယ် I drive my car I ride my bicycle ကျမက ride စီးပါတယ် my bicycle ကျမကနော်စပိန်စီးတယ်စပိန်စီးရဆိုကျမက ride ride ဆိုင်ငယ်စီးလို့ရှိရင်လည်း ride ride ကိုသုံးရပါတယ် I ride my bicycle I listen to music နော်သူကအလုပ်သွားရင်းနဲ့နော်စပိန်စီးရဲ့သူပဲဖြစ်ဖြစ်ကားမောင်းတဲ့သူပဲဖြစ်ဖြစ်ဘတ်စကားစီးတဲ့သူပဲဖြစ်ဖြစ်အဲ့ဒါဒီမနေ့ချက်တက်ပြီးတော့နော်ဒီဘတ်စကားစီးရင်ကားမောင်းရင်စပိန်စီးရင်နဲ့သူတချင်းလေးတွေနားထောင်နေ I listen to music နော်ကျမက listen နားထောင်နေ to music နော်တချင်းနားထောင်နေ I listen to music I arrive at work ကျမက arrive at ရောက်တယ်ဘယ်လေ work အလုပ်ကိုရောက်တယ် I arrive at work I arrive at school နော်သူကကျောင်းသွားတယ်ဆိုလို့ရှိရင်ဒီမှာ school ဆိုပြီးတော့သုံးလို့ရ arrive at ကရောက်ရှိရဘယ်ကိုရောက်တာလဲကိုရောက်တဲ့နေရာမှာ work အလုပ်ကိုရောက်တယ်ဆိုရှင် work ကိုသုံးမယ်ကျောင်းကိုရောက်တယ်ဆိုလို့ရှိရင် school ကိုနော်သုံးမယ်ဆရာမသမဟုတ်ကျောင်းသားဆိုရင်ကျောင်းကိုသွားမယ်ပေါ့နော် school အဲ့လိုမဟုတ်ဘူးဆရာဝန်နော်သူနာပြုတွေဆိုလို့ရှိရင်နော် at hospital နော်ဒီဆေးရုံရောက်မယ်ဒီမှာကကျတော့သူက
နော်အလုပ်သွားတယ်ဆိုရှင်နော် I arrive at work နော်ကျောင်းကိုသွားတယ်ဆိုလို့ရှိရင် I arrive at school okay I arrive at school I arrive at school I say hello to my friends I ငါကနော် say hello ဆိုတာကနှုတ် hello လို့နှုတ်ဆက်လိုက်တယ် to my friends နော်ကျမရဲ့တငယ်ချင်းတွေကို I say hello to my friends I say hello to my friends I say hello to my friends I turn on my computer I ကျမက turn on ဖွင့်လိုက်တယ် turn on ကဖွင့်တာ turn off ကပိတ်တာပါ I ကျမက turn on ဖွင့်လိုက်ပါတယ် my computer okay နော်ကျမရဲ့ computer ကိုဖွင့်လိုက်တယ် I turn on my computer I turn on my computer I check my emails I နော်ကျမက check စစ်ဆေးပါတယ် my emails နော်ကျမရဲ့ email တွေကိုစစ်ဆေးပါတယ် I check my emails I check my emails I reply to messages I ကျမက reply စာပြန်ပို့တယ် to message တွေကိုပြန်ပို့တယ် okay နော် I reply to messages I reply to messages I reply to messages I start my work I ကျမက start စတင်ပါတယ် my work ကျမရဲ့အလုပ်ကို I start my work ကျမကအလုပ်စလုပ်တယ်ပြောတာပါ I start my work I start my work I attend a meeting I ကျမက attend တက်ရောက်ပါတယ် a meeting အစည်းအဝေးတစ်ခုကိုအဲ့တော့ကျမကအစည်းအဝေးတစ်ခုကိုတက်ရောက်ပါတယ်အစည်းအဝေးတက်ရောက်ပါတယ်ပြောတာပါ I attend a meeting I attend a meeting I attend a meeting I answer the phone I ကျမက answer ဖြေပါတယ် the phone ကိုအဲ့တော့ကျမကဖုန်းဖြေတယ် I answer the phone I answer the phone I answer the phone I write a report I ကျမက write ရေးပါတယ် a report အစီရင်ခံစာเนาะအစီရင်ခံစာတစ်ခုကိုရေးပါတယ် I write a report I write a report I teach my students I ကျမက teach သင်ကြားပါတယ် my students ကျမရဲ့ကျောင်းသားတွေကို okay เนาะဆရာမဆိုရှင်တော့သူကဒီမှာတော့စာသင်တဲ့အကြောင်းကိုရေးရမှာပါပြောရမှာဖြစ်ပါတယ် I teach my students I teach my students I teach my students I prepare lesson I ကျမက prepare ပြင်ဆင်ပါတယ် lesson သင်ခန်းစာတွေကို I prepare lesson ကျမကသင်ခန်းစာတွေကိုပြင်ဆင်ပါတယ် I prepare lessons I prepare lessons I take notes I ကျမက take notes က not take ကယူတယ် note မှတ်စုတွေကိုယူတယ်လို့မဟုတ်ပါဘူး take notes ဆိုတာကမှတ်စုထုတ်တယ်လို့ပြောတာပါ I take notes I take notes I take a short break I ကျမက take a short break က the phrase အတွက်လေးเนาะ take ကယူတယ်เนาะ a short เนาะတိုးတယ်เนาะ break ကချိုးသည်အဲ့လိုမျိုးဘာသာပြန်လို့မရဘူး take a short break ဆိုတာကခဏအနားယူသည် I take a short break ကျမခဏအနားယူပါတယ် I take a short break I take a short break I have lunch at noon I ကျမက have စားပါတယ် lunch နေ့လယ်စာ at noon နေ့လယ်စာကိုเนาะမွန်းတဲ့ချိန်မှာ at noon မွန်းတဲ့ချိန်မှာနေ့လယ်စာကိုစားပါတယ် I have lunch at noon I have lunch at noon I have lunch at noon I drink tea I ကျမက drink တောက်ပါတယ် tea လက်ဖက်ရည်เนาะ I drink tea ကျမကလက်ဖက်ရည်တောက်တယ်I drink tea. I drink tea. I talk to my boss. I ကျမက talk စကားပြောပါတယ် to my boss ကျမရဲ့အထက်လူကြီးနဲ့เนาะစကားပြောပါတယ် I talk to my boss. I talk to my boss. I ကျမက finish ပြီးဆုံးပါတယ် my work ကျမရဲ့အလုပ်တွေ I finish my work ကျမအလုပ်ပြီးတယ် I finish my work I finish my work I turn off my computer I ကျမက turn off turn off ကိုเนาะတွဲဖတ်လို့ရှိရင် turn off လို့
ထွက်ရပါတယ်လင်းချိတ်ပြီးတော့ထွက်ရတာပါ I turn off my computer I turn off my computer I ငါက turn off ပိတ်တယ် my computer ကျမရဲ့ကွန်ပျူတာကိုပိတ်တယ်ကျမကွန်ပျူတာပိတ်တယ်လို့ပြောတာပါ I turn off my computer I turn off my computer I go back home I ကျမက go back ပြန်တယ် home အိမ်ကိုကျမအိမ်ပြန်တယ် I go back home I go back home I ကျမက I buy grocery okay I ကျမက buy ဝယ်ပါတယ် groceries เนาะကုန်စုံเนาะကုန်ပစ္စည်းတွေကိုเนาะဟင်းချက်စရာတွေကိုဝယ်တယ်ကျမကဟင်းချက်စရာတွေကိုဝယ်ပါတယ် I buy groceries I buy groceries I buy groceries I unlock the door I ကျမက unlock တော့ဖွင့်တာ lock က lock တခုတည်းကတော့ပိတ်တာเนาะတကားပေါက်ကိုတော့ခတ်ပြီးပိတ်တာ unlock ဆိုတာကတော့ဖွင့်တာကနော်เนาะ I ကျမက unlock တော့ဖွင့်တယ် the door တကားဆိုတော့ I unlock the door ကျမတကားတော့ဖွင့်တယ် I unlock the door ကျမတကားတော့ဖွင့်တယ် I take off my shoe I ကျမက take off take နဲ့ off ကိုကျမတို့က link shape ဖတ်လို့ရှိရင် take off ရပါတယ် take off ကဒီမှာချွတ်တာကိုပြောတာ my shoe ဘာချွတ်တာလဲဖနက်တွေကိုချွတ်တာ I take off my shoes ကျမဖနက်ချွတ်တယ် I take off my shoe I take off my shoes I take off my shoes I change my clothes I ကျမက change လဲတယ် my clothes ကျမရဲ့အဝတ်အစားတွေကိုကျမအဝတ်အစားလဲတယ်လို့ပြောတာပါ I change my clothes I change my clothes I change my clothes I wash my hands I ကျမက wash ဆေးကြောပါတယ် my hands ကျမရဲ့လက်တွေကိုကျမလက်ဆေးတယ်လို့ပြောတာပါ I wash my hands I wash my hands I wash my hands I rest for a while I ကျမက rest အနားယူပါတယ် for a while okay เนาะ for a while ကခဏလောက်လေးကိုပြောတာအရင်မကြာဘူးခဏလောက်လေးပဲသူက rest အနားယူလိုက်တယ် I rest for a while I rest for a while I drink some juice I ကျမက drink တောက်ပါတယ် some juice ဖြော်ရည်တောက်တယ်ဖြော်ရည်နည်းနည်း okay เนาะဖြော်ရည်တောက်တယ်တဲ့ I drink some juice I drink some juice I water the plants I ကျမက water ကဒီမှာရေလောင်းတာကိုပြောတာပါ verb အနေနဲ့သွားတာပါရှင့် I ကျမက water ရေလောင်းတယ်เนาะဘာတွေကိုလောင်းတာလဲ the plants သစ်ပင်တွေကို I water the plants ကျမသစ်ပင်တွေကိုရေလောင်းတယ် I water the plants I water မဟုတ်ဘူးเนาะ water I water the plants I water the plants I clean the house I ကျမက clean တန့်ရှင်းရေးလုပ်တယ် the house အိမ်ကိုဆို I clean the house ကျမအိမ်တန့်ရှင်းရေးလုပ်တယ် I clean the house I clean the house I sweep the floor I sweep the floor I ကျမက sweep ဒီပဲနော်အမိုက်လဲတယ်ဘယ်နော်အမိုက်လဲတယ်ဒီဘက်စီလဲတယ် the floor ကျမ်းပြင်ကို I sweep the floor ကျမကျမ်းပြင်ကိုအမိုက်လဲတယ် I sweep the floor I sweep the floor I sweep the floor I mop the floor I ကျမက mop ကကျန်းတိုက်တယ် the floor ကျမ်းပြင်တွေကိုကျန်းတိုက်တယ် I mop the floor I mop the floor I mop the floor နော်ကျမကျန်းတိုက်တယ် I do the laundry I ကျမက do the laundry က phrase အတွဲလေးပါအဝတ်လျှော်သည်နော်သူကအဝတ်လျှော်တဲ့နဲ့လျှော်တာမျိုးပြောတာနော် I do the laundry I do the laundry I do the laundry I hang out the clothes I ကျမက hang out hang နဲ့ out ကို link ချိတ်ဖတ်လို့ရှင် hang out ဆိုတဲ့အတန်ထွက်ပါတယ် okay နော်ဒီနောက်ပိုင်းဗီဒီယိုတွေမှာဒီအတန်လေးချိန်တဲ့အကြောင်းတွေပါဆက်ပြီးတော့တင်ပေးသွားပါမယ် I ကျမက hang out လှမ်းနေ the clothes အဝတ်စားတွေကိုအဲဆို I hang out the clothes ကျမအဝတ်လှမ်းနေ I hang out the clothes I hang out the clothes I iron the clothes I ကျမက iron မီးဘူးတိုက်တယ် the clothes အဝတ်စားတွေကို I iron the clothes ကျမအဝတ်စားတွေကိုမီးဘူးတိုက်တယ် I iron the clothes I iron the clothes I exercise I ကျမက exercise လေ့ကျင့်ခန်းလုပ်ပါတယ် I exercise
I exercise I go for a walk I ကျမက go for a walk ကလမ်းလျှောက်ထွက်တာကိုပြောတာပါ I go for a walk I go for a walk I cook dinner I ကျမက cook ချက်ပြုတ်ပါတယ် dinner ညစာ I cook dinner ကျမညစာချက်တယ် I cook dinner ကျမညစာချက်တယ် I set the table I ကျမက set the table က phrase အတွက်လေးထမင်းပွဲပြင်တာကိုပြောတာเนาะထမင်းစားကနေမှာเนาะထမင်းပွဲပြင်တာမျိုးကို set the table လို့ခေါ်တာเนาะခေါ်ပါတယ် I set the table I set the table I set the table I eat dinner with my family I ကျမက eat စားပါတယ် dinner ညစာစား with my family ကျမရဲ့မိသားစုနဲ့အတူ I eat dinner with my family ကျမကမိသားစုနဲ့အတူညစာစားတယ် I eat dinner with my family I eat dinner with my family I ကျမက clear the table เนาะသူကအတွဲเนาะထမင်းစပွဲကိုတိန်းတာကိုပြောတာเนาะထမင်းစားပြီးတဲ့အခါမှာเนาะဒီတေချာပြန်ပြီးတော့တိန်းတာမျိုးကိုပြောတာပါဘယ်တော့ဆေးစရာရှိရဆေးတယ်အဲ့လိုမျိုးဟိုကိုကျမတို့က clear the table เนาะထမင်းစပွဲတိန်းပါတယ်တဲ့ I clear the table I clear the table I clear the table I take out the trash I ကျမက take outထုတ်ပစ်တာကိုပြောတာ the trash အမိုက်တွေထုတ်ပစ်တယ်အမိုက်တွေကိုတွန်းလိုက်တယ်ပြောတာ I take out the trash I take out the trash I take out the trash I watch TV I ကျမက watch ကြည့်ပါတယ် TV ကြည့်တယ် I watch TV ကျမ TV ကြည့်တယ် I watch TV I watch TV I watch a movie I ကျမက watch ကြည့်ပါတယ် a movie ရုပ်ရှင်ကြည့်တယ် I watch a movie I watch a movie I surf the internet I ကျမက surf the internet ဆိုတာက internet သုံးတာကိုပြောတာပါသူက phrase အတွဲလေးပါရှင့် I surf the internet I surf the internet I upload a video I ကျမက upload ဆိုတာကတင်တယ်နော် upload ကတင်တယ် a video တစ်ပုဒ်တင်တယ် okay I upload a video I upload a video I upload a video I stream online I ကျမက stream online ဆိုတာက live လွှင့်တာကိုပြောတာเนาะ online ကနေပြီးတော့ live လွှင့်တာနော်ဒီ YouTube ကဖြစ်ဖြစ် TikTok ကဖြစ်ဖြစ် Facebook ကဖြစ်ဖြစ် live လွှင့်တာကို stream online လို့ခေါ်ပါတယ် I stream online I stream online I study English I ကျမက study လေ့လာပါတယ် English စာလေ့လာတယ် I study English I study English I read a book I ကျမက read ဖတ်ပါတယ် a book စာအုပ်တော့ I read a book ကျမစာအုပ်ဖတ်ပါတယ် I read a book I read a book I write in my diary Okay I ကျမက write ရေးပါတယ် in my diary ကျမရဲ့နေ့စဉ်မှတ်တမ်းကိုရေးပါတယ် I write in my diary I write in my diary I lock the windows I ကျမက lock ပိတ်ပါတယ် windows ပြတင်းပေါက်တွေကိုကျမကပြတင်းပေါက်တွေကိုပိတ်ပါတယ် I lock the windows I lock the windows I lock the windows I charge my phone Okay I ကျမက charge အသွင်းပါတယ် my phone ကျမရဲ့ဖုန်းကို I charge my phone ကျမဖုန်းအသွင်းတယ် I charge my phone I charge my phone I charge my phone I set my alarm I ကျမက set my alarm ဆိုတာကနှိုးဆက်ပေးတာကိုပြောတာပါခင်ဗျာဒီမှာဖုန်းထဲကနေပြီးတော့နှိုးဆက်ပေးတာကို set my alarm လို့ခေါ်ပါတယ်ဖုန်းထဲပဲဖြစ်ဖြစ်ဒီလိုမျိုးနာရီပဲဖြစ်ဖြစ်စပွဲတင်နာရီပဲဖြစ်ဖြစ်အဲ့ဒါမျိုးနဲ့နှိုးဆက်ပေးတာကိုကျမတို့က set my alarm လို့ခေါ်ပါတယ် I set my alarm I set my alarm I set my alarm I brush my teeth again I ကျမက brush my teethသွားတိုက်တယ် again ထပ်ပြီးတော့သွားတိုက်တယ်ညဒီမနက်ကလည်းတိုက်ထားတယ်ညအိတ်ခါနေမှာတစ်ခါထပ်တိုက်တယ်လို့ပြောတာပါ I brush my teeth again I brush my teeth again I wash my face I ကျမက wash my face မျက်နှာတစ်တယ်သူအိတ်ခါနေမှာမျက်နှာတစ်တာကိုပြောတာပါ I wash my face I wash my face I wash my face
I take a warm bath I ကျမက take a warm bath က the phrase အတွဲလေးနော်ဒီရေနွေးနဲ့ရေချိုးတာနော်အရန်ကြီးပူများမဟုတ်ဘဲနဲ့နွေးလောက်ပဲနည်းနည်းလေးနွေးရုံလောက်ပဲအဲ့ရေနွေးလေးနဲ့သူကရေချိုးတယ်လို့ပြောတာပါ I take a warm bath I take a warm bath I take a warm bath I turn off the lights I ကျမက turn off ပိတ်ပါတယ် the lights မီးတွေကို I turn off the lights ကျမမီးပိတ်တယ် I turn off the lights I turn off the lights I got into bed I ကျမက got into bed ဆိုတာကအိပ်ယာဝင်တာကိုပြောတာပါ I got into bed I got into bed I got into bed I pull up the blanket okay blanket ကဆောင်း I ငါက pull up not မှာ pull နဲ့ up နော်ဒီ up ကို link ချိတ်ဖက်ရှင် pull up ဆိုတဲ့အတန်းထွက်တယ် pull up ကဆောင်းချုံတာဆောင်းနော်ဒီနောက်က the blanket ဆောင်းဆိုတော့ဒီမှာကဆွဲတာမဟုတ်အပေါ်ကိုဆွဲတာမဟုတ်ဘူးဆောင်းချုံတယ်လို့ပဲပြောမယ်ဆောင်းချုံရင်ကျမတို့ကဆောင်းကိုအပေါ်ကိုဆွဲပြီးတော့ချုံရတယ်အဲ့ဒါကြောင့်ကျမတို့ဒီမှာ pull up ကဆောင်းချုံတဲ့နော်ဆောင်းချုံတာကိုပြောတာ the blanket ဆောင်း pull up the blanket ဆောင်းချုံတယ်ကျမကဆောင်းချုံတယ် I pull up the blanket I pull up the blanket I pull up the blanket I close my eyes I ကျမနော် I ကျမကတဲ့ close မှိတ်လိုက်တယ်ဒီမှာတော့ close ကပိတ်တယ်နဲ့မသွားနောက်က my eyes မျက်လုံးတွေကိုပိတ်တယ်ဆိုတော့မျက်လုံးမှိတ်တယ်လို့ပဲပြောပါမယ် I close my eyes I close my eyes I close my eyes I think about my day I ကျမက think တွေးတော့ပါတယ် about my day တနေ့တာနဲ့နော်ဒီတနေ့တာလုံးမှာ तू ဘာလုပ်ခဲ့တယ်နော်အဲ့ဒါတွေကို तू ကပြန်ပြီးတော့တွေးတာကိုပြောတာပါကျမဒီနေ့ရဲ့အကြောင်းကိုတွေးတော့တယ် I think about my day I think about my day think about I think about think နဲ့ about ကိုကျမတို့က link ချိတ်ဖက်လို့ရှိရင် think about ဆိုတဲ့အတန်ရပါတယ် I think about my day I think about my day think about I think about my day I relax my body I ကျမက relax အနားပေးလိုက်တယ် my body မဟုတ်ပါဘူး body လို့ထွက်ပါမယ်ကျမရဲ့ခန္ဓာကိုယ်ကိုအနားပေးလိုက်တယ် I relax my body I relax my body I relax my body I fall asleep fall ကနော် I ကျမက fall ကြတယ် asleep ကအိပ်ပျော်တော့ fall နဲ့ asleep ကိုနော်တွဲပြီးတော့ဖတ်လို့ရှိရင် phrase အနေပါနော်သူက phrase အနေထားနဲ့သွားတာ fall asleep ကအိပ်ပျော်သွားတာကိုပြောတာနော်အိပ်နိုးခြင်းနော်fall ကကြတာ asleep ကအိပ်ပျော်တော့အိပ်ပျော်တာကိုကြတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးသူအိပ်ပျော်သွားတယ်လို့ပြောတာ I fall asleep okay fall နဲ့ asleep ကို link ချိတ်လို့ရှိရင် fall asleep fall asleep I fall asleep I fall asleep I fall asleep ကဲအခုဆိုလို့ရှိရင်နေ့စဉ်တော့အင်္ဂလိပ်စာကြောင်းတရားကိုကျမနဲ့အတူလေ့ကျင့်လို့ပြီးသွားပါပြီတခါတည်းမှတ်မိရခတ်လို့ရှိရင်ဒီဗီဒီယိုကိုထပ်ခါဖွင့်ပြီးတော့အတန်အတွက်ကိုလိုက်ဆိုကြည့်ပါနော်ဒီစာကြောင်းတရားထဲမှာကိုအကြိုက်ဆုံးဒါမှမဟုတ်ကိုနေ့တိုင်းအလုပ်ဆုံး routine စာကြောင်း၃ကြောင်းကိုအောက်က comment မှာအင်္ဂလိပ်လိုမျိုးရေးခဲ့ပေးပါအောင်နောက်ထပ်ဗီဒီယိုမှာအင်္ဂလိပ်စာတူတက်စေမယ့်ဗီဒီယိုတွေအမြဲကြည့်လို့ရအောင် channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေရှင် See you in the next video bye bye